ခိုင်ချက်လိုက်တယ်တက်ကီဘုံကိုဖောင်ဆင်ပြီးတော့ချက်ချင်းရာသားတွေလောက်လိုက်တယ်ဟုတ်ပါလေဒီကတရားထွက်သွားတယ်လေဒီလေနဲ့ခဏလိုက်သွားတယ်မယ် လိုက်ပြီမသလား အဲ့တော့လေးလာရှုပ်ဘက်တော့ကြည့်လိုက်မှာတော့ကြည့်ပြီးပြန်လာမှာ